ဒီနေ့မှာတော့ဘာစ20တပွဲကို20တဲ့အထောင်းဆိုင်ကိုကျွန်တော်တို့ရောက်နေပါပြီဆိုင်ကတော့လူအရန်စီတာဖြစ်တဲ့အတွက်ကျွန်တော်တို့စပွဲဝိုင်းရဖို့အတွက်ကိုစီရီယာပေးပြီးထိုင်ဆောင်ခဲ့ရပါသေးတယ်နော်ကျွန်တော်လည်းရောက်တော့ဆိုင်နဲ့ဝင်သွားဆိုင်မှာလောက်ထားတဲ့စပွဲလေးတွေတဝိုင်းနဲ့တဝိုင်းအောင်နည်းနည်းလေးကြဲကြဲလေးတွေလုပ်ပေးထားတယ်တရားတော့စိတ်နောက်ချက်မဖြစ်တော့ဘူးဗျာထိုင်ရတာfeeling လေးလည်းရတာပေါ့ကျွန်တော်တို့ကကန်ကောင်းတယ်ဗျရေကန်ရဲ့ဘေးနားဝိုင်းလေးကိုရတော့ view လေးကပုံမိုက်တယ်ရေကန်ပေါ်ဖြတ်လာတဲ့လေးအေးလေးနဲ့ feeling လေးရအစ်ရဲ့ပဲအဝင်းကြီးလေးလည်းတန်တယ်အေးချမ်းတယ်ဗျာတပွဲကို20နဲ့တော်တော်လေးတော့တန်နေပြောဆိုးပါဘူးစားချင်တာစားအမျိုးပေါင်း200ကျော်လောက်ရမှထင်တယ်ကဲအရန်အေးချမ်းပြီးအရန်အရသာရှိပြီးအရန်တန်တဲ့ဆိုင်လေးကိုကြောတငယ်ချင်းလေးတွေတွားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Messenger မှာ location လေးလာတောင်းပါဗျာကျွန်တော်ပြန်ချပေးပါမယ်ဆိုင်လေးကတော့ဒါမဟာချိုင်ရဲ့ဟိုဘက်အပြင်ဘက်မှာမြို့ပြင်ဘက်မှာရှိရဆိုင်လေးနော်ကြောတငယ်ချင်းတွေတွားခြင်းနဲ့ဆိုလို့ရှိရင်တော့ Messenger မှာဆက်သွယ်